Welcome to Insurance Basis 101မှာကြိုဆိုပါရစေ။အားလုံးပဲမင်္ဂလာပါ Insurance အကြောင်းပြောမှာပေါ့နော် Insurance အကြောင်းမပြောခင် Insurance ဆိုတာပါလေ What is Insurance ကိုဘယ်လိုနားလဲပေါ့နော်ဒါကcustomer တွေကလည်းကိုယ်မေးလာနိုင်တယ်ကိုယ်လည်းသိထားဖို့လိုတယ် Insurance တယောက်အနေနဲ့ဒီ Insurance ဆိုတာဘာလဲဆိုတာသိထားဖို့လိုတယ် Insurance ဆိုတာတနည်းအားဖြင့် protection ကာကွယ်မျိုးစားပဲကာကွယ်ခြင်းလို့ပဲပြောလိုက်မယ် Insurance ဆိုတာ protection ပဲ Financial law တွေမဖြစ်အောင်ကာကွယ်ပေးတယ်ဥပမာကားတစ်စီးပိုင်ရင်မမျော်လင့်တဲ့ event တွေ risk တွေနဲ့ကြုံလို့ရှိရင်ဆုံးရှုံးမှုတွေအများကြီးမဖြစ်အောင်ကာကွယ်ပေးတယ်။အဲ့ထဲမှာ financial ထဲမှာဆိုရင် financial risk ကို non financial risk ကိုပါပါတယ်။ financial risk ကတော့ငွေကြေးရတိုင်းတာလို့ရတဲ့ risk asset တွေကိုပြောင်းလဲပေးတာပေါ့နော် non financial risk ဆိုတော့ကျွန်တော်ဒီစိုးရိမ်တော့ကတွေငါပေါ့နော်ဒီငါရဲ့ပိုင်ဆိုင်မှုတွေကဘယ်သောအခါမှဆုံးရှုံးရမလဲဥပမာမီးအစီကားအစီနဲ့တကူဖြစ်ပြီးဆိုပါစို့ဒီကားကြောင့်ဖြစ်လာမဲ့ဆိုရင်တော့ကားတွေပူစရာမလိုတော့ insurance ထားထားတယ်ဒါ insurance ဘက်ကရှင်းပေးလိမ့်မယ်ဆိုတော့အတွေးမျိုးလည်းရစေတယ်ပေါ့နော်ဆိုရင်တော့ကားတွေလည်းပါတယ်ဟုတ်ပြီ insurance ဆိုတာအားကြောင့်မလို့ခြုံငုံပြီးပြောမယ်ဆိုလို့ရှိရင် protection ပဲကာကွယ်ပဲအာမခံထားရှိခြင်းအပြင်ကိုမဖြစ်ချင်တဲ့အရာတွေကိုအတိုင်းအတာတစ်ခုထိကာကွယ်ပေးတယ်အာမခံမှာတော့ general insurance နဲ့ life insurance ဆိုပြီးတော့ရှိတယ်အခုသင်ခန်းစာမှာကျတော့ general နဲ့ပတ်သက်တာတွေကိုပြပေးမယ် general မှာကျတော့ရေဘူးအားဖြည့်12မျိုးရှိတယ်အဲ့ဒီ12မျိုးကဘာတွေလဲဆိုတာသိချင်နော် comment မှာမေးလို့ရတယ်ဗီဒီယိုကရမ်းရှင်းနေမှာကြောက်လို့တော့မပြောတော့ဘူးเนาะကိုက insurance တယောက်လောက်တော့မယ်ဆိုလို့ရှိရင် insurance အကြောင်းသိဖို့လိုတယ် detail သိနေမှာလား customer ကိုပြန်ပြောတဲ့အခါမှာ customer ဘက်ကကိုယ်ယုံကြည်မှုရှိလာမှာပေါ့နော်ဒါမှမဟုတ်ဆိုလို့ရှိရင် customer ကဘာလဲလို့မေးတဲ့အချိန်မှာကိုမသိဘူးဆိုလို့ရှိရင် customer ကိုဒီလုံးဝယုံကြည်မှုမရှိတော့ဆိုကိုဆရာလည်းမဝယ်တော့ကိုရောင်းမဲ့ product ဒီကိုလုံးဝသိနေတဲ့ product ဖြစ်ရမယ်အဲ့ဒီလိုမျိုးတိနေမှာဒါလည်း customer လည်းကိုယ်ကိုယုံကြည်မှုရှိလာမယ်သူကဒီ insurance knowledge တွေရှိတယ်ငါတခုခုဖြစ်တယ်ဆိုရင်ငါတခုသိချင်တယ်ဆိုရင်သူ့ကိုမေးလို့ရတယ်ဆိုပြီးတော့ customer လည်းအတွေ့အမျိုးဝင်နိုင်တယ်အဲ့လိုမျိုးပေါ့နော်ဒီအကြောင်းအရာလေးတွေကိုဒီဒေးသိကျင်တယ်ဒီ insurance နဲ့ပတ်သက်လို့အကြောင်းအရာလေးကိုဒီဒေးသိကျင်တယ်ဆိုလို့ရှိရင်သင်တန်းသားတွေကိုလက်ခံနေပြီเนาะ online class လေးတွေရှိပါတယ်online class လေးမှာလည်း join ပေးလို့ရတယ်ခုဒီ program လေးကတော့ဒါသင်တန်းသားတွေကိုလက်ခံနေပြီဆိုတဲ့အကြောင်းကိုရှင်းပြပေးတာပါ